ဒီတစ်ပေါက်လုံးကိုမှမြန်မာငွေကျပ်9000ပါရှင်တကယ်လို့ကိုယ့်ကောင်မလေးကမုံကြိုက်တဲ့သူဆိုရင်အထဲမှာဗာလေးပါမယ်ဆိုတာကိုမမေကတစ်ချက်ပြပေးသွားပါမယ်နော်တီဘိုလီစတော်ဘယ်ရီဝေဖာတုပ်လေးတစ်ထုပ်ပါပါပဲရှင်အထုပ်ရည်ကတော့20ပါပါတယ်နော်ဘိုက်စားရင်လည်းအစာပြေစားဖို့ဒီလိုအာလူချော့ဘူးလေးတစ်ဘူးကိုထည့်ပေးထားပါတယ်ရှင်24တုပ်ပါတယ်ဒီလိုဖန်ကိုချောကလက်လေးတစ်ထုပ်ပါပါမယ်ရှင်ဖန်ဝေဖာချောင်းမူလေးကတဘူးပါပါမယ်ရှင်200ကနေ1000ထိရောက်သွားတဲ့နံပါတ်တီလေးက2ထုပ်ပါပါမယ်ရှင်ချင်းမောင်းလေးတို့တရုတ်သားပြားလေးက1ထုပ်ပါပါမယ်ရှင်ရွှွှွအာလူချော်လေးက2ထုပ်မိုရှိလေးက2ထုပ်ပါပါမယ်ရှင်ဒီလိုမျိုးတီးစုံတကြားလုံးအထုပ်လေးက1ထုပ်ပါပါမယ်ရှင်ရှာကျွန်းထိုးလေးက2ထုပ်ပါပါမယ်နော်မမားချင်ဆက်အရသာလေးက2ထုပ်ပါပါမယ်ရှင်အထုပ်20ပါတဲ့ဖန်ဟိုချောကလက်လေးက1ထုပ်ပါပါမယ်ရှင်ဘယင်ကိတ်ချောက်ထုပ်လေးက1ထုပ်ပါပါမယ်နော်ဒီလိုမျိုးဖူးပေါက်လေးအပြင်ကိုလိုချင်တဲ့ပုံစံအတိုင်းလေးမှာယူချင်မှာကမမေရဲ့ Viber ဖုန်းနံပါတ်39959680တို့ဆက်သွယ်မှာယူပြီးအသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်